မင်္ဂလာပါခင်ဗျာ Life Guide ဘဝလမ်းညွှန် Channel မှာကြိုဆိုပါရစေဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့တနေ့မှာချမ်းသာလာမဲ့သူတွေရဲ့လက္ခဏာ10ခုဖြစ်ပါတယ်မိတ်ဆွေတို့ရေချမ်းသာမှုဆိုတာကံကောင်းတဲ့သူအနည်းငယ်အတွက်ပဲဖြစ်လာတဲ့အရာလားမဟုတ်ပါဘူးအောင်မြင်မှုနဲ့ငွေကြေးတိုးတက်မှုဆိုတာနေ့စဉ်လုပ်တဲ့အကျင့်တွေတွေးခေါ်ပုံတွေဆုံးဖြတ်ချက်တွေကနေတဖြည်းဖြည်းတည်ဆောက်လာတာပါဒီနေ့မှာဘာမှမရှိသေးတဲ့သူတယောက်တောင်မှန်ကန်တဲ့အတွေးနဲ့အကျင့်တွေကိုစက်တိုက်လုပ်နိုင်ရင်အနာဂတ်မှာလုံးဝကွဲပြားတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ပါတယ်။ဒါဆိုရင်ဒီနေ့မှာချမ်းသာလာနိုင်တဲ့သူတွေမှာတွေ့ရတဲ့လက္ခဏာ10ခုကိုလေ့လာကြည့်ရအောင်။တက်အချိန်ကိုတန်ဖိုးထားတတ်တယ်။တိုးတက်လာမဲ့သူတွေကသိပါတယ်။ငွေဆုံးရှုံးရင်ပြန်ရှာနိုင်ပါတယ်။ဒါပေမဲ့ကုန်သွားတဲ့အချိန်ကိုပြန်မရနိုင်ပါဘူး။သူတို့ကအချိန်ကိုဖြုံးမပစ်ပါဘူးအချိန်ကိုအသုံးချပါတယ်လေ့လာဖို့ skill တိုးဖို့အခွင့်အရေးဖန်တီးဖို့အသုံးပြုပါတယ်နေ့စဉ်တနာရီတိုးတက်မှုအတွက်အသုံးပြုသူနဲ့နေ့စဉ်တနာရီဖြုံးတဲ့သူဟာနှစ်အကြာမှာတူညီတဲ့နေရာမှာရှိတော့မှာမဟုတ်ပါဘူးငွေကိုလေးစားတတ်တယ်ချမ်းသာလာမဲ့သူတွေကငွေကိုသုံးဖို့ပဲမမြင်ပါဘူးငွေကိုအခွင့်အရေးဖန်တီးနိုင်တဲ့ကိရိယာအဖြစ်မြင်ပါတယ်သူတို့ကဘလောက်ဝင်လဲထက်ဘလောက်ကိုထိန်းနိုင်လဲဘလို့အသုံးချနိုင်လဲဆိုတာကိုစဉ်းစားပါတယ်ငွေကိုစီမံနိုင်တဲ့သူကတဖြည်းဖြည်းငွေကြေးလွတ်လပ်မှုနဲ့နီးလာပါတယ်အမြဲတင်ယူနေတယ်တိုးတက်တဲ့သူတွေကငါသိပြီးပြီဆိုတဲ့အတွေးမထားပါဘူးကဘာကြီးကပြောင်းလဲနေပါတယ်နည်းပညာတွေပြောင်းနေပါတယ်အခွင့်အရေးတွေပြောင်းနေပါတယ်ဒါကြောင့်သူတို့ကစာဖတ်တယ်လေ့လာတယ်မေးမြန်းတယ်ကိုယ့်တန်ဖိုးကိုမြင့်တင်ပါတယ်အသိပညာတိုးလာရင်ရွေးချယ်ခွင့်တွေလည်းတိုးလာပါတယ်ပြဿနာထပ်ဖြေရှင်းနည်းကိုရှာတယ်လူအများစုကပြဿနာတွေ့ရင်ဘာကြောင့်ငါမှဒီလိုဖြစ်တာလဲလို့တွေးပါတယ်ဒါပေမဲ့အောင်မြင်လာမဲ့သူတွေကဒီအခြေအနေကိုဘယ်လိုကျော်ဖြတ်မလဲလို့မေးပါတယ်မေးခွန်းကွာရင်အတွေးကွာပါတယ်အတွေးကွာရင်ရလက်လဲကွာလာပါတယ်စီကန်းရှိတယ်အောင်မြင်မှုဆိုတာစိတ်အားထက်သန်မှုတစ်ခုတည်းနဲ့မလုံလောက်ပါဘူးစီကန်းလိုပါတယ်စိတ်ပါမှလှုပ်တဲ့သူနဲ့လှုပ်တဲ့သူကမတူပါဘူးချမ်းသာလာမဲ့သူတွေကတင်းငယ်တဲ့အလုပ်တွေကိုတောင်တာဝန်ယူပြီးဆက်လုပ်ပါတယ်လူတွေမမြင်ချိန်မှာစူးစမ်းတယ်လူတွေကရလက်ကိုပဲမြင်ပါတယ်ဒါပေမဲ့နောက်ွယ်ကစူးစမ်းမှုကိုမမြင်ကြပါဘူးညဘက်လေးလာနေတဲ့အချိန်မအောင်မြင်ပေမဲ့ထက်စူးစမ်းနေတဲ့အချိန်အဲ့ဒီအချိန်တွေကအောင်မြင်မှုကိုတိဆောက်နေပါတယ်ပတ်ဝန်းကျင်ကိုရွေးချယ်တတ်တယ်တင်နဲ့အများဆုံးနေရတဲ့လူတွေကတင့်အတွေးကိုတက်ရောက်ပါတယ်တိုးတက်ချင်သူတွေနဲ့နေရင်တိုးတက်တဲ့အတွေးတွေရလာပါတယ်အနာဂတ်ကိုပြောင်းချင်ရင်ပတ်ဝန်းကျင်ကိုလည်းသတိထားရွေးချယ်ဖို့လိုပါတယ်ရှုံးနိမ့်မှုကနေတင်ယူတယ်အောင်မြင်သူတိုင်းမှာအမှားတွေရှိပါတယ်။ကွာခြားချက်ကသူတို့ကအမှားကြောင့်မရက်ပါဘူး။တင်ယူပါတယ်။ပြင်ပါတယ်။ပိုကောင်းအောင်ပြန်လုပ်ပါတယ်။ရှုံးနိမ့်မှုဟာအဆုံးမဟုတ်ပါဘူး။လမ်းညွှန်ချက်တစ်ခုပါ။ရေရှည်ကိုစဉ်းစားတယ်။တိုးတက်လာမဲ့သူတွေကဒီနေ့ပျော်ဖို့ပဲမရွေးချယ်ပါဘူး။နောက်နှစ်ကိုစဉ်းစားပါတယ်။ဒီနေ့ဆုံးဖြတ်ချက်တွေကအနာဂတ်ဘဝကိုတည်ဆောက်နေပါတယ်စတင်လှုပ်ဆောင်တတ်တယ်အကြံရှိသူတွေအများကြီးရှိပါတယ်ဒါပေမဲ့လှုပ်တဲ့သူကနည်းပါတယ်ချမ်းသာလာမဲ့သူတွေကပြည့်စုံတဲ့အချိန်ကိုမစောင့်ပါဘူးရှိတဲ့နေရာကနေစပါတယ်စတင်ခြင်းကအောင်မြင်မှုရဲ့ပထမခြေလှမ်းပါမိကုံးမိတ်ဆွေတို့ချမ်းသာလာမဲ့သူတွေကိုကံတရားကသတ်မှတ်တာမဟုတ်ပါဘူးသူတို့ရဲ့အတွေးတွေအကျင့်တွေဆုံးဖြတ်ချက်တွေကတိဆောက်ပေးတာပါဒီနေ့သေးငယ်တဲ့ပြောင်းလဲမှုတစ်ခုစတင်ပါနောက်တစ်နေ့မှာဒီနေ့စတင်ခဲ့တဲ့ကိုကျေးဇူးတင်နေလိမ့်မယ်ဒီချက်ထဲမှာတင့်မှာရှိနေပြီးသားလက္ခဏာကဘယ်ချက်လဲ Like Share Subscribe Life Guide ဘဝလမ်းညွှန်ငွေကြေးတွေးခေါ်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုအတွက်အတူတူလေ့လာကြပါစို့